ပေးခဲ့တဲ့၄ယောက်မြောက်ဟိုကာကအကြောင်းကိုပြောနေရင်သူလည်းတနေ့ဟိုကာကတယောက်ဖြစ်လာရမယ်လို့သူ့ဆရာကိုပြောလိုက်ပါတယ်။နောက်တစ်နေ့အတန်းကတော့စာမေးပွဲနောက်ဆုံးနေ့ဖြစ်ပြီးတော့ကျောင်းသားအားလုံးကကိုပွားချူစုကိုဖြေချရမှာဖြစ်ပါတယ်။ကိုပွားချူစုဆိုတာကကိုနဲ့တပုံစံနဲ့တူတဲ့နောက်တစ်ယောက်ကိုဖန်တီးရတဲ့နေညာတက်ဖြစ်ပြီးတော့နာရူတိုရဲ့အညံ့ဆုံးချူစုလည်းဖြစ်ပါတယ်။အဲဒါကြောင့်ပဲနာရူတိုကလွယ်လို့ကျန်တဲ့ကျောင်းသားတိုင်းစာမေးပွဲအောင်ပြီးဂန်နင်းလို့ခေါ်တဲ့အငယ်တန်းနေညာလေးတွေဖြစ်လာကြပါတယ်။ဟိုကာကဖြစ်ချင်နေတဲ့နာရူတိုလည်းဂန်နင်းစာမေးပွဲမအောင်လို့1 AP တယောက်တည်းဖြစ်နေချိန်မီဇူကီဆိုတဲ့နေညာတယောက်ကလာခေါ်သွားပါတယ်။အဲ့ဒီညမှာပဲနာရူတိုကအန်ရများလုံးဂျိတ်ပစ်တာတဲ့လှုပ်ဝက်စာလေးကိုဟိုကာကဲရုံငန်းကနေခိုးလာပြီးစာလေးရဲ့ပထမဆုံးမျက်နှာမှာပါတဲ့ထက်ဆင့်ကိုပါဂျူစုအကြောင်းကိုဖတ်နေပါတယ်။ဒါကိုသိသွားတဲ့နင်ဂျာတွေလည်းခေါင်းမိတောက်ကုန်ပြီးနာရူတိုကိုလိုက်ရှာကြပါတယ်။အဲ့ဒီနေရာကိုအီရူကဆန်ဆဲရောက်လာတော့နာရူတိုကသူဒီစာလေးတွေကဂျူစုတစ်ခုကိုတက်တာနဲ့စာမွေးပဲအောင်လိုက်မယ်လို့မီဇူကီကပြောတာကြောင့်ဒီမှာလေ့ကျင့်နေရလို့ပြောပါတယ်။အဲ့အချိန်မီဇူကီရောက်လာပြီးတော့အီရူကာကိုတိုက်ခတ်ကနာရူတိုစီကလှုပ်ဝက်စာလေးကိုတောင်းပါတယ်။နာရူတိုကမပေးတဲ့ကြောင့်လွန်ခဲ့တဲ့12နှစ်ကကိစ္စကိုပြောပြလိုက်ပါတယ်။တကယ်တော့၄ယောက်မြောက်ဟိုကာကရဲ့မြေခွေးမိတ်စာကိုမေဂီလာကလေးနာရူတိုရဲ့ကိုယ်ထဲမှာချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။အဲ့ညမှာပဲအီရူကာရဲ့မိဘတွေလည်းမြေခွေးလက်ချက်ကြောင့်တည်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲရွာမှာရှိတဲ့လူတိုင်းကနာရူတိုကိုမိတ်စာတစ်ကောင်မကောင်းဆိုးဝါးတစ်ကောင်ရွာကိုဖျက်ဆီးမဲ့သူတစ်ယောက်ဖြစ်နေပြီးဝိုင်းကျင်ထားကြတာဖြစ်ပါတယ်။ဒါပေမဲ့အီရူကာသူ့လိုပဲမိဘမရှိကြီးပြင်းလာတဲ့နာရူတိုရဲ့ခက်စားချက်တွေကိုနားလည်တာကြောင့်လူတိုင်းရဲ့အာရုံစိုက်မှုကိုလိုချင်လို့စိုးတန်းနေတဲ့နာရူတိုဘက်ကအမြဲရည်တည်ပေးခဲ့တာဖြစ်ပါတယ်။အခုလည်းမီဇူကီပြစ်လိုက်တဲ့စက်ကြောကိုနာရူတိုအစာဝင်ခံပေးပြီးကဲလိုက်တာကြောင့်နာရူတိုပြေးလို့ရသွားပါတယ်။တကယ်တော့မီဇူကီကနာရူတိုကိုတက်ပြီးတော့လှုပ်ဝက်စာလေးကိုလိုချင်နေတာဖြစ်ပါတယ်။အခုလည်းတေကန်နီးအခြေအနေမှာတော့အီရူကာနာရူတိုကိုကာကွယ်ပေးနေပြီးတရားလုံးကထင်တယ်လို့မိတ်စာတစ်ကောင်မဟုတ်ကြောင်းပြောနေပါတယ်။ဒါကိုချောင်းနှောင်းထောင်ပြီးငိုနေတဲ့နာရူတိုကနေရာထွက်လာပြီးသူ့ရဲ့ဆရာကိုကာကွယ်ပေးပါတယ်။ပြီးရဲ့နောက်လက်တင်ငင်သားတစ်ခုကိုလှုပ်လိုက်တဲ့အချိန်နာရူတိုတွေထောင်ထဲချီထွက်လာပါတယ်။အဲ့ဒါကထက်ဆင့်ကိုပါဂျူစုဖြစ်ပြီးအကြီးတန်းနေညာတွေတော့မသုံးနိုင်တဲ့စာလိတ်တွေကလှုပ်ဝက်ဂျူစုတစ်ခုဖြစ်ပါတယ်။